3ရက်4လ2025ခုနှစ်မှာကျွန်တော်တို့2K generation လူငယ်တွေအားလေးပြီးတော့ကျွန်တော်တို့ဒီပျော်ပွဲမျိုးကိုသွားပြီးတော့တောက်ရီပေါင်မုံနဲ့စားစရာမမားတို့ကျွန်တော်လှူဒန်းခဲ့ပါတော့ကျွန်တော်အလူငွေရတယ်ကျွန်တော်လူငယ်တွေပဲဥဆောင်ပြီးကောက်လာဆိုတော့အရင်တော့လူငွေမရဘူးကျွန်တော်10သိန်းကျော်လေးလူငွေရတယ်ဒါပေမဲ့ကျွန်တော်ရတဲ့ပတ်စံလေးနဲ့ကျွန်တော်တို့တောက်ရီတွေဝယ်တယ်မုံတွေဝယ်တယ်ပြီးတော့ကျွန်တော်တို့ဒီပျော်ပွဲမျိုးသွားရောက်ပြီးလှူဒန်းခဲ့ပေါ့နော်တော့ပျော်ပွဲမျိုးအားလေးပြီးတော့အပြင်မဲ့တော့ကျွန်တော်တို့ရမဲအသင်းဆေးရုံကိုလည်းဝင်ပြီးကျွန်တော်လှူဒန်းခဲ့ပါသေးတယ်ဒါတော့ကျွန်တော်ပျော်ပွဲမျိုးထဲမှာရိုက်ထားတဲ့နေဝင်တော့ဗျာနော်ပျော်ပွဲမျိုးကလည်းတကယ်တော့ပျော်ပွဲကမျိုးပြက်ကြီးလိုမျိုးဖြစ်နေဗျပျော်ပွဲထဲမှာအဲ့လိုတချို့ပလီအားဆိုလို့ရှိရင်လူအဲ့လို32ယောက်လောက်တွေတည်တယ်လို့လည်းပြောတယ်ဗျာနော်အိမ်နေရလည်းတော်တော်များများပြက်စီးသွားတယ်အဲ့ဒီဈေးထဲမှာဆိုလို့ရှိရင်တော်တော်များများပြက်စီးတယ်ဗျကျွန်တော်တို့အဲ့ဒီဟိုပျော်ပွဲကနေကန်အကိုတူကလည်းပြီးတော့ကျွန်တော်တို့ဒီလိုမျိုးထဲမှာဖြစ်ပြနေတဲ့ဟာလိုက်ပြပါဘောနော်ဒီမျိုးထဲမှာတော့သူတို့ဒီတိုက်တွေပြိုတာတော့တဲ့ဟိုတဲ့ဒီဘက်ကတော့တထေးများတယ်တဲ့တထေးများတော့ဒီရွှေပြောင်းနေရတော့မြန်တာပေါ့ငါညီရတဲ့ဒီပစ္စည်းတွေကိုင်းနေရွှေပြောင်းနေလူတွေတော့ရှားနေရတဲ့ရွှေပြောင်းကုန်ကြပြီတဲ့ပြီးတော့သူတို့ရက်ွက်တွေထဲမှာအဲ့လိုစားစရာမရှိတာတွေတောက်စရာရေးမရှိတာတွေလုံးဖြစ်နေပေါ့နော်သူတို့ရေဟိုတော့မှအောက်ကန်တကန်ကိုရေမော်တာတင်လို့ရှိရင်တော့မှ1000ခွဲလောက်ပေးရတယ်လို့လည်းပြောတယ်သူတို့ပြီးတော့ထွက်တဲ့ရေတွေကလည်းမကြည့်ဘူးဗျာကျွန်တော်နောက်ဆုံးမဲ့အဲ့ကျွန်တော်ဗီဒီယိုရဲ့နောက်ဆုံးလေးမှာကျွန်တော်သူတို့ထွက်ရှီယာတွေထွက်တဲ့ရေပုံလေးကိုကျွန်တော်ဗီဒီယိုဖိုင်လေးတော့ထည့်ရိုက်တာပြီးတော့တင်လိုက်ဗျရေမော်တာတင်တာလည်းသူတို့ဈေးကြီးရတယ်ပြောပါတယ်တောက်ရည်လေးတော့အဓိကလူတန်းစေချင်တယ်ဗျသူတို့ကစားစရာတွေနဲ့တော့ရေပဲအဓိကလူတန်းပေးဖို့လည်းသူတို့ကပြောပါတယ်သူအုပ်ရိုးတွေကြီးအောင်ပါနော်တကယ်ဗျာနော်သူတို့ရှုနေရဆိုလို့ရှိရင်အဲ့ဈေးရဲ့ခေါင်းရင်းဘက်မှာဆိုလို့ရှိရင်ပုံနဲ့နေပါနေတယ်ဗျအဲ့လူတွေတည်ထားနေရအဲ့သူတို့ဘောသားပိုင်းနဲ့တော့အပဖိုးပိုင်းနဲ့တော့အဲ့လိုတူးနေရဗျာနော်အဲ့လိုအိမ်ကြီးဖယ်တယ်ဖယ်ပြီးတော့သူတို့ဒီအလောင်းတွေပေါ်နေတာဗောနော်ကျွန်တော်တို့သွားတော့ကျွန်တော်တို့ဒီလမ်းလေးဖြစ်နေတာဗောနော်ကျွန်တော်တို့အဲ့ဟိုဈေးထဲမှာဗောနော်အဲ့ဒီပြောပွဲဈေးထဲမှာကျွန်တော်တို့နောက်တဲ့အလူရှင်တွေလည်းထပ်ပြီးတွေ့ရဗျာသူတို့လူရှင်တွေကပြေးဝင်လို့လားကြောက်ပြောင်းအလူရှင်တွေလာဗျကြောက်ပြောင်းအလူရှင်တွေကားရင်လာကြတယ်နောက်တဲ့အလူရှင်တွေရောက်ပေါတော့နေနေပါသေးရဲ့ဗျကဲပြောပွဲကအလုံးလုံးမြို့ပြကြီးလိုမျိုးဖြစ်နေတာပါပြောပွဲဘက်ကိုလည်းအဓိကထားပြီးလူပေါင်းစီချင်ပါတယ်နော်ကျေးဇူးပဲညိုတော်ရှင်းအောင်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီငလင်မေးကိုအားလုံးဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါလို့ကျွန်တော်မြစ်တာရထားပါဗျာဒါတွေကမလုပ်ရတော့ဘူးဒီကြားထဲမှာဝင်လို့မရတော့ဘူးမယ်အကုန်ပြူအဲ့ဒါတွေကအေးဟုတ်မယ်နော်ဟာအများကြီးရပါမယ်ဟိုရှိမှာကွာသိနေရတယ်ဟုတ်တယ်နော်လမ်းပိုင်းဆက်ဆက်လမ်းလေးပိုင်းအဲ့လိုချိုးပြတာတိတ်မရှိလို့နော်အခုကလိုအပ်တဲ့တကယ်နေရာတွေကိုသွားမယ်ဟုတ်ကိုပါတဲ့ဟာတွေနဲ့နိုင်တော့ပေါ့ကွာဟုတ်ကဲ့ပါဟုတ်တယ်မလားဟုတ်ဒီကိုတက်နိုင်လောက်လို့အောင်လူတွေသေးကုန်လားဒီဘက်ကလူတွေပဲလူတွေရဲ့ဘက်တွေအဲကျွန်တော်အခုပြိုရတာပုံသေးတာ10မြောက်တော့တွေကသိနေတာဒါအောင်ဟုတ်ပါမှာလူတွေကိုတိုးတယ်ဟုတ်တယ်ဒီဘက်မှာရောကားဆွဲတော့ပါဒီအောက်ကကားကြီးရဝင်လို့မရတာလူတွေဒါတွေကဖြိုထုတ်တယ်မျိုးပြည့်ရတာပဲနော်နေပြီးတော့ပြင်းမနာလည်းပို့ဆိုးတာပါပဲလုံးလုံးမျိုးပြည့်ပဲဖြစ်နေပါဖြစ်သွားပါပြီကွာဒီသေးကုန်တာပို့ဆိုးတာမော်လူခံလာဟာမဲအဲ့နေတော့ကွာတမျိုးလုံးကွာငါတို့ဒီမှာငါတို့ရဲ့ဒုက္ခဘာမှမဖြစ်ဘူးဟုတ်ငါတို့ကနောက်ချမ်းလေးနေလူတာရေးစင်းတွေပါသွားတာဟုတ်ပါသွားပြီတော့အားပြသွားတော့ဆိုအဲ့ဒီကတော့ခါရမ်းပြီးတော့အထက်ကကလီတာတခုမှမချောင်ပုံပွဲဟုတ်ဒီရဲတရာအဲ့ဟိုမှာညဟုတ်တယ်တူတူပဲတောင်းပါလိမ့်မယ်နိုင်နေမယ်အဲ့တော့ကိုကဒါအပကြီးကဒုက္ခဟုတ်တယ်မလားဟုတ်ကဲ့လူတွေရော problem စိတ်တွေရအေးလူသေးပို့ဆိုးတာဗောကိုပစ္စည်းရပါဖြစ်ပြန်ချလို့ရသေးဟိုသူကဒါတို့ဗမာပြည်တို့ကွာလုံးတာတကယ်ငါတဲ့လူတော့မရှိဘူးဒီရိုက်တွေလည်းအကောလာနေနေများတော့ရိုက်တယ်အများကြီးပဲဒီဘက်ပိုင်းကဆွမ်းတာဥပြောသူတို့ပေါ့နော်ပြည့်နေတာလေးရှိနေတဲ့အခါကျတော့စိတ်မသိတာဘူးပေါ့ကွာဟုတ်တယ်ဒီကလည်းအိမ်ကြီးပြိုးနေဟုတ်မယ်အောက်ကတိုင်းလုံးလုံးမျိုးပဲမျိုးပြကြီးလိုဖြစ်နေကားဝင်လို့ရတဲ့နေရာမလို့သာနော်ကားဝင်လို့မရတဲ့နေရာလည်းအများကြီးကျင်တော့ဘူးနော်အများကြီးဒီမဲ့ဟုတ်ဒီကလူ6ယောက်လောက်အတွဲလိုက်ကြရ။အော်ဒီက6ယောက်လောက်အတွဲလိုက်သေးရ။အတွဲလိုက်အာ
တက်ရှင်းလုပ်ပြတာမနေ့ကပြီးလားဟုတ်ဟုတ်ဒီမှာကြာဘုကမာရီအများကြီး ဟုတ်တယ်ကားလမ်းပိတ်သွားလို့ဝင်များတော့နော်ဦးနော် ဟုတ်တယ် ဟုတ်တယ်လုံးလုံးဟိုကပြက်လုံးလုံးပြက်သီးတော့များတာပဲဒီဘက်က ဒီဟာတွေကနောက်ဆုံးယူဘူးလေဘာမှမပြီးတယ်ဘာမှပြောတာမရှိဘူး အဲ့ဒီဘက်ကကျတော့အလူရှင်တွေပါလေများသေးတယ် ကိုလူတွေပဲတွေ့ရောက်ွက်ထဲမရောက်ဘူးရောက်ွက်ကတားမှန်းနေတာ အဲ့တော့တကယ်လိုရတဲ့နေရာရောမရောက်ဘူးလူတွေကအဲ့လိုကားဝင်လို့ရတဲ့နေရာတွေ အဲ့ဒါပဲ အဲ့လိုမျိုးအဓိကရောက်ပေါ့များတော့တကယ်လိုရတဲ့နေရာရောမရောက်တော့ဘူးဖြစ်နေတာရှည်တွေကခဲအောင်နေဖြစ်နေပါတယ်ဒီရေတော့တောက်လို့လုံးဝအဆင်မပြေပါဘူးဒီတောက်ရေရတော့ဒီကလိုရတယ်လို့ပဲပြောမှာပါဒီကအလုံးလုံးရေရတောက်ဖို့နာအဆင်မပြေဘူးဒီဘက်ကရေရ